အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမင်းကျော်ကဒါဒီနေ့ဟိုဘက်ချမ်းမှာဂရင်းမြက်9ချင်းခွာတယ်ပေါ့နော်ဂရင်းမြက်9ချင်းခွာတယ်ဒါမြက်နေတာပါဒီအကွက်ကကတော့မရှိတော့ဘူးပေါ့နော်မရှိတော့ဘူးဒီကွက်ကတော့ယူပြီးသွားပြီစံလည်းပေးပြီးသွားပြီကျွန်တော်ခွာပြီးပို့ပေးရအောင်ရက်ဆောင်နေတာပေါ့နော်ရှိမဲ့အကွက်ကိုပြမယ်ရှိမဲ့အကွက်မြက်ရမဲ့အကွက်ကိုပြမယ်မြက်ရမဲ့ကွက်ဒီကွက်ရှိပါတယ်ဒါကတော့အပင်ပေါ်ကအရွက်တွေကြာတာတော့အကောင်ဒီပဲစီးလဲထုတ်ပြီးတော့ခွာမှာပေါ့နော်ဒီကွက်ရဲ့ဒီကွက်ရှိတယ်ဒီကွက်ကတော့လက်ရှိပေါင်းနဲ့ထိုးပေးရအောင်မယ်ပေါင်းထိုးပြီးရနဲ့အဆင်ပြေပေါ့နော်ဒီကွက်လည်းမြန်သားပြည့်ပြီပေါ့နော်မြန်သားပြည့်ပြီးပေါင်းလေးတိလေးပဲရှိပါတယ်အကွက်နေတာတော့ထားခဲ့မှာပေါ့နော်ကွက်တဲ့နေရာရတော့ထားခဲ့မှာမြက်ကလာပါတယ်ဟုတ်ကဲ့ဒါလေးကိုပြောချင်တာပါကျွန်တော်ရှိမှာဝယ်ယူအားပေးလို့ရပါတယ်အလားမြက်တွေ